အားလုံးပဲမင်္ဂလာပါဒီညမှာတော့ကျွန်တော်တို့အင်္ဂလိပ်မွေးရပေါ့နော်တိတ်ကနန်းသမားတွေအတွက်ကျွန်တော်တို့ဟောပြောလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်သူတို့ရဲ့စိတ်နေစရိုက်သဘာဝနော်ဘယ်လိုမျိုးလေးတွေရှိလဲဆိုတာကိုဟောပြောလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့ဟာပေါ့ဗမာမွေးရနဲ့လုံးဝမဆိုင်ပါဘူးအင်္ဂလိပ်မွေးရပါအဲ့တော့ကျွန်တော်တို့ဒီအင်္ဂလိပ်မွေးရပေါ့နော်တိတ်ကနန်းသမားတွေအနေနဲ့ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ဟာစိတ်ဓာတ်ပေါ့နော်စိတ်ဓာတ်ပိုင်းဆိုင်ရာစိတ်ဓာတ်ခိုင်မာတယ်ရည်ရွယ်ချက်ကြီးမားတယ်နော်စိတ်ဓာတ်ခိုင်မာတယ်ရည်ရွယ်ချက်ကြီးမားတယ်ဟာလားထက်မြက်တဲ့သဘောဆောင်တယ်တခါတရံမှာလဲသူတို့ကနည်းနည်းလေးအတ္တဆန္ဒမျိုးလဲသူတို့မှာရှိတတ်တယ်နောက်တစ်ခုကသူတို့ကဘာလဲဆိုတခါတလေမှာသူတို့ရည်ရွယ်ထားတာပေါ့နော်ရည်ရွယ်ကြံစီထားတဲ့အတိုင်းမလုပ်ဖြစ်ပဲစိတ်ကူးတက်တာပေါ့နော်စိတ်ကူးနဲ့သာအချိန်ကုန်သွားတာမျိုးသဘောရှိပါတယ်ဒါအင်္ဂလိပ်မွေးရဲ့တိတ်ကနန်းသမားတွေပဲနောက်တစ်ခုကသူတို့ကအကျိုးကြောင်းပေါ်မူတည်ပြီးတော့ပေါ့နော်ခြေနေကျိုးကြောင်းပေါ်မူတည်ပြီးတော့စဉ်းစားတတ်တယ်ချင့်ချိန်တတ်တယ်ဆုံးဖြတ်တတ်တဲ့သဘောမှလည်းပဲသူတို့ကရှိပါတယ်တခါတလေမှာတကူကောင်းစိတ်ဆန္ဒပေါ့နော်တကူကောင်းဆန္ဒဆိုတဲ့အယူအဆမျိုးလေးတွေလည်းသူတို့ကရှိတတ်တဲ့သဘောမှရှိပါတယ်ဒါကျွန်တော်တို့တစ်ကနန်းသမားတွေပါနည်းနည်းလေးသူတို့ကတိမ်တန်ဆန္ဒလာတစွတ်ထိုးလောက်တာခေါင်းမာတာမျိုးလေးတွေဖြစ်တတ်တယ်ရှေးရိုးလမ်းစဉ်ကိုဟာလာရှေးရိုးလမ်းစဉ်ထပ်ပေါ့နော်တီထွင်စမ်းတစ်တာမျိုးတွေကိုပို့ပြီးတော့သူတို့ကနှစ်တတ်တယ်နော်ပို့ပြီးတော့နှစ်တတ်တယ်ပေါ့နော်တီထွင်တာစမ်းတစ်တာတွေကိုပို့ပြီးတော့နှစ်တတ်တယ်ဆိုတဲ့သဘောမှလည်းရှိတယ်အဲ့တော့သူကဘာလဲဆိုရင်ဟိုပါဇက်ပြောထွက်ပေါ့နော်ပါဇက်ကပြောတာထွက်လက်တွေ့ဆန်တဲ့သဘောကိုယူဆောင်တယ်ပေါ့နော်လက်တွေ့ဆန်မှကြိုက်တယ်ဆိုတဲ့တိကနန်းသမားတွေဖြစ်ပါတယ်အဲ့တော့သူတို့ကဟုတ်လားပြတ်သားတဲ့သဘောပေါ့နော်ပြတ်သားဆုံးဖြတ်တတ်တယ်ပြတ်သားပြောဆိုလုပ်ကင်လေးရှိတယ်ဒါကကျွန်တော်တို့အင်္ဂလိပ်မွေးရတိကနန်းသမားတွေရဲ့သဘောပါအဲ့တော့ဒါကကျွန်တော်တို့အနှစ်ချုပ်ကလေးပဲကျွန်တော်တို့ဒါပြောတာပါအဲ့တော့အကျယ်ပြန့်ပြောမယ်ဆိုရင်တော့အများကြီးပြောရမှာဖြစ်ပါတယ်เนาะဗီဒီယိုဖိုင်အရင်ရှည်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ရက်ပေါ့เนาะကျွန်တော်တို့ဒီအင်္ဂါညဗုဒ္ဓဘူးညတွေမှာဟာလားအင်္ဂလိပ်မွေးရတစ်ကနန်းပြီးသွားရင်အင်္ဂလိပ်မွေးရနှစ်ကနန်းစသဖြင့်ကျွန်တော်တို့လမ်းညွှန်မျှဝေသွားမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့ဒုတိယတိုင်းကိုကျွန်တော်ဒီနေရာကနေအထူးပဲကျေးဇူးတင်ပါတယ်เนาะအဲ့တော့အားလုံးပဲဒီနေရာကနေနှုတ်ဆက်ပါတယ်ဗျ